Day 1အိမ်မက်ဆိုရဲ့အစမိုးတွေသေးထန်စွာရွာနေတဲ့တောနက်ထဲမှာမင်းတို့လာတဲ့ဝတ်ထားတာကရဲယူနီဖောင်းပါဖြစ်လို့ဖြစ်မှန်းမသိတဲ့ထိတ်လန့်မှုနဲ့အနာကတွေ့တဲ့အသီးတွေကိုဆွဲစားပြီးတစ်ပင်အောက်မှာပဲပြန်အိပ်ပျော်သွားခဲ့တယ်။ Day 2တေမင်းနဲ့ရင်ဆိုင်ရခြင်းမနဲ့နိုးတော့ဘိုက်ကအလွန်မင်းရင်နာနေပြီးခြုံပုတ်ထဲသွားမလို့အလုပ်ရှိတဲ့မှာမျက်လုံးချင်းစုံလိုက်တာက Sabertooth ခေါ်တဲ့အဆွေရှိကြားတစ်ကြီးကြောက်အားလန့်အားနဲ့ခါကြကတနက်ကိုထုတ်ပြီးရန်တန်းပစ်ခတ်ရင်ထွက်ပြေးခဲ့ရတဲ့တနက်တန်ကြောင့်ရောက်လာတဲ့ကြောက်ခေလူသားတွေကကြားကိုတက်မင်းကိုဖမ်းပြီးတနက်ကိုတင်သွားကြတယ်။ Day 3ဖျားသခင်ဖြစ်လာတဲ့ညကူထဲမှာကြောက်ခေလူသားတွေကမင်းရဲ့တနက်ကိုတစ်စစ်ခွဲတဲ့တူဖြစ်သုံးနေကြတယ်။အဲ့ဒီအချိန်မှာမင်းကအိတ်ထဲက tactical flashlight ကိုထုတ်လိုက်တယ်။ကလစ်ခနဲ့အလင်းနဲ့ထွက်လာချိန်မှာသူတို့တွေကြောက်လန့်တကြားတူးထောက်ကုန်ကြတယ်။သူတို့အမြင်မှာမင်းဟာအလင်းနဲ့ဖျားပဲ။ Day 4ဘရင်တပားလိုဘဝမင်းကိုအနှောင်ဖွဲ့တွေဖြုတ်ပေးတဲ့အကောင်းဆုံးသားတွေလက်ဆောင်တွေဆက်တကြတယ်။မျိုးနွယ်စုကောင်းဆောင်ကမင်းကိုသူတို့ရဲ့လက်ဟန်ချီဟန်စကားပြောနည်းတွေစတင်ပေးတယ်။ Day 5ပထမဆုံးသော Special Forces မင်းကမျိုးနွယ်စုကိုစနစ်တကျစုဖွဲ့တယ်။သူတို့ကိုတိုက်ထုတ်ခိုင်းတဲ့စနစ်တကျတိုက်ခိုက်နည်းတွေတင်ပေးတယ်ဒဏ်ရာရရင်မော်နဲ့ပတိစီနေတွေတင်ပေးတယ်ကြောက်ခေရဲ့ပထမဆုံး Special Forces အဖွဲ့ပေါ်ပေါက်လာတာပဲ။ Day 6တမိုင်းဝင်အစုလိုက်ပြုံလိုက်ဖမ်းဆီးမှုတခြားမျိုးနွယ်စုကလာတိုက်တယ်ဒါပေမဲ့မင်းရဲ့တပည့်တွေကရန်သူကိုတတ်မပစ်ဘူးဝိုင်းထားပြီးနွယ်ပင်တွေနဲ့တုံးနှောင်လိုက်တယ်ကမ္ဘာသမိုင်းမှာပထမဆုံးဖမ်းဆီးထိန်းသိမ်းမှုအောင်မြင်သွားပြီ။ Day 7လက်တွေ့ဘဝရဲ့ရိုက်ချက်တကယ်ကုံသွားလို့မိအိမ်ကငိမ့်သွားပြီးအဲ့ဒီအချိန်မှာပဲကူထဲကိုဝက်ဝင်ကြီးတကောင်ဝင်လာတယ်တနက်ကိုပြန်ယူပြီးပြစ်ဖို့လုပ်ပေမဲ့တစ်စိခွဲတုံးကပြောင်းချောကကောက်နေပြီးမင်းအသက်ပေးကြုံနေချိန်မှာမင်းတင်ပေးထားတဲ့တပည့်တယောက်ကရှေ့ကိုမုံရှူထွက်လာပြီးကြောက်ခဲတစ်လုံးနဲ့ဝက်ဝင်ကိုတစ်ချက်တည်းအလဲထိုးလိုက်ပါတော့တယ်